ဝင်ချပလိုက်တော့အကုန်လုံးရိုက်ခွဲအကောင်တွေဘာမှမဟုတ်ဘူး Okay, anyway, shout out Team YG and Zay. ဝေါကပ်ပြီးသွားခဲ့ရအပြင်စားရေးတိတ်မစားဖြစ်တော့ဘာဘလော့မှတိတ်မရိုက်ဖြစ်ဘူးအားလုံးမစားလဲတော့မင်းတို့သိရမလားမိနစ်60လုံးတစ်ဖက်မှကိုမသွင်းဘူးဆိုတော့မနေ့က National Girlfriend Day တုန်းကကြောက်လေ YG ကိုအားပေးနေရတဲ့ကိုကောင်မလေးကိုတင်တာဘာမှ line မ treat လိုက်ရဘူးအဲ့တော့သူ့ကိုဒီနေ့ hot pot လိုက်ကျွေးပါမယ်ဒီဆိုင်ကတော့သွားစားခြင်းနေရကြာကြီးအချိန်မရ budget မရှိရနဲ့သွားမစားဖြစ်တာဆိုင်လိုက်စာလေးကတော့63လမ်း 39A လမ်းတောင်းမှာရှိရဆိုင်နာမည်ကတော့ကြီးကြီးဟုံ hot pot ဖြစ်ပါတယ်ဒီဆိုင်မှာလာရတာလေဘယ်လောက်မှုေးပြီးတော့ဘယ်လောက်ကောင်းလဲဆိုရင်ဆိုင်ထဲဝင်မစားဘဲနဲ့64လမ်းပေါ်ကနေညနေပဲဖြတ်သွားရဲဆိုရင်တော့နှာခေါင်းထဲကိုသူ့ရဲ့မာလာနဲ့မှုေးပြီးတော့တန်းဝင်လာတာ 没有人打手机家嘿。 မာလာဟင်းရည်ပြင်ကော်လာဂျင်ဟင်းရည်လည်းတော်တော်လေးတောက်လို့ကောင်းတယ်ဟော့ပေါ့ဆိုတော့အဓိကဟင်းရည်ကောင်းပဲဒါပေမဲ့အသားရည်အသီးရွက်တွေကလည်းလက်ဆက်ဖို့လိုသေးရဲ့အသားရည်အသီးရွက်တွေကလက်ဆက်လုံးဝ fresh ဖြစ်တဲ့အပြင်ကို plating လေးတွေကလုံးဝထားကြကြနဲ့စိတ်ဝင်စားကြကောင်းအောင်ခင်းပေးထားတယ်ဒါလေးတော့အရန်ကိုစားကောင်းတဲ့ Cook Secret Recipe အချင်းလေးပဲဖြစ်ပါတယ်ဒီအမဲသားငရုတ်သီးနဲ့ဆိုရင်လည်းဘလိုပကံကြီးနဲ့ထည့်ပေးလည်းမသိဘူးလုံးဝမိုက်တယ်နောက်ပြီးတော့အမဲဖို့သားထည့်ပေးထားတဲ့ပကံဆိုရင်ဓားပုံစံလိုမျိုးကြီးပဲလုံးဝတစ်တယ်အရေးရတာရောအနှစ်ရတာရောအသားရည် fresh ဖြစ်တာရော service ကောင်းတာရောကြောင့် hot pot ချစ်သူတွေတော်တော်ကြိုက်မဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်မယ်ထင်တယ်တစ်စက်မှမကောင်းဘူးဗျာရင်ထဲမှာနေလို့တစ်စက်မှမကောင်းဘူးမနေ့ကဝိုင်းကြီးပွဲပြီးကြရအမလည်းတိတ်မစားနိုင်ဘူးမန်ထိုပေါစီကျော်လေးအချို့တဲပြီးတော့အိမ်ပြန်ပြီးအိတ်တော့မယ်ဒါပဲကွာ